တေမင်းတမန်ရီဘော်ဘာလောင်းကစားပွဲကြီးပေါ့ဗျာတင်းမာပြီးကြောက်မက်ဖွယ်ကောင်းတဲ့အငွေတက်တွေကတလွာချင်းအုပ်စိုးနေတာဒိုင်လူကြီးရဲ့အချက်ပြမှုနဲ့အတူပြိုင်ပွဲဝင်16ယောက်လုံးကသူတို့ရဲ့တနက်ပြောင်းတွေကိုဖျက်ကနေပဲလှည့်ပစ်လိုက်ကြတယ်ပြီးတော့တယောက်ချင်းစီကသူတို့ရှိကလူရဲ့ခေါင်းနောက်ဖက်ကိုတနက်နဲ့တိထားကြတယ်ကွင်းလေကမီးလင်းတာနဲ့တပြိုင်နက်တည်းအားလုံးကအချိန်ကိုက်ခလုတ်ဆွဲချရမှာပရိသတ်တွေကတော့လုံးဝတိတ်ဆိတ်ငြိမ်သက်လို့အသက်ရှူတန်အောင်မကြားရအောင်ငြိမ်နေကြတာတနက်တစ်ချက်ပြစ်တိုင်း Rolls Royce ကားတစ်စီးကလောင်းကြီးအဖြစ်ပါနေတာဆိုတော့ပြိုင်ပွဲဝင်တွေကလည်းစပွဲပေါ်ကလောင်းကြီးတွေလိုပဲသူတို့အသက်တွေကကစားပွဲရဲ့တန်ဖိုးပေါ့ဒိုင်လူကြီးအချက်ပြလိုက်တာနဲ့ကွင်းလေမီကဖျက်ကနေလင်းလာခဲ့တယ်ပထမအချီမှာတနက်တစ်လက်မှာကြီးတောင်နဲ့ပါလာဆိုတော့၄ယောက်ပဲချက်ချင်းတေဆုံးသွားခဲ့ကြတယ်ဒါပေမဲ့ဒိုင်လူကြီးကချက်ချင်းပဲတစ်ခုခုလွဲနေမှန်းသတိထားမိသွားတယ်ပြိုင်ပွဲဝင်နံပါတ်73ကတနက်မပြစ်သေးဘူးဗျစီကံဖောက်ဖြတ်တာပေါ့နော်ဒီဂိမ်းစီကံအရာချက်ချင်းမပြစ်ရင်လုံခြုံရေးတွေကသူ့ကိုအဲ့ဒီနေရာမှာတင်ရှင်းပြမှာမက်ကတခါမှလူတက်ဖူးတဲ့သူမဟုတ်ဘူးသူ့မျက်နှာကဖြူဖက်ဖြူကျော်ဖြစ်သွားပြီးလက်တွေကလည်းတုံရီလာတယ်ဒါပေမဲ့သူ့အသက်ပါရင်းနေရတာဆိုတော့အာတင်ပြီးသွားတွေကြိတ်ကခလုတ်ကိုဆွဲချလိုက်ရတော့တယ်ပထမအချီပြီးတော့အသက်ရှင်ကြံသူတွေကိုစင်ဘော်ကဆင်းပြီးခဏနားဖို့ခွင့်ပြုလိုက်တယ်မက်ကုနာကတုံဆိုင်နေတာကြောင့်သူ့ကိုလောင်းထားတဲ့သူကမကျေနပ်တာထင်ရှားနေတာပေါ့မက်ရဲ့အသက်ရှင်ခြင်းတေဆုံးခြင်းကသူတို့ငွေကြေးအပေါ်တိုက်ရိုက်တက်ရောက်မှုရှိနေတာကိုသူ့ကိုလောင်းထားတဲ့ boss ကမက်ကိုတိုက်ရိုက်သတိပေးလိုက်တယ်နောက်တစ်ခါစီကံဖောက်ရင်စုချင်းငွေသားမကဒီနေရာကနေအသက်ရှင်လျက်ပြန်ထွက်ရမှာမဟုတ်ဘူးလို့တက်ကိုပြောလိုက်တာမက်စိတ်အေးထားဖို့တောင်အချိန်မရခင်ဒုတိယအချီစတင်ပါတော့တယ်လုပ်ငန်းစဉ်ကအတူတူပါပဲဒါပေမဲ့ဒီတစ်ခါတော့တနက်တစ်လက်မှာကြီးနှစ်တောင်စီပါဝင်တာမှုအန်ရီကပိုပြီးကြီးလာခဲ့ပြီးအချက်ပြမီပြန်လင်းလာတာနဲ့တနက်တန်တွေကလည်းဒုံနဲ့စူညံမဲ့တင်ထက်ကုန်ပြီးပြိုင်ပွဲဝင်တွေပိုပြီးလဲကြကုန်ကြတယ်ကံကောင်းစွာနဲ့ပဲမက်ကထပ်ပြီးအသက်ရှင်ကျန်ရစ်ခဲ့ပြန်တယ်ဒီချီပြီးတော့သူတို့တွေးလိုက်ရတာကမက်ရှိကလူကသူ့နောက်ကလူရဲ့ပြစ်သက်ခြင်းကိုမက်တောင်ခလုတ်မဆွဲရသေးခင်ခံလိုက်ရတာကိုသူကအသက်ဘေးကနေလွတ်မြောက်ခဲ့ရပေမဲ့စီကံတွေကတော့ဆိုးရွားကြမ်းတမ်းလုံးနေတော့မဲ့အချီတိုင်းပြီးတိုင်းပြိသက်တွေကဘသူတွေအသက်ရှင်ကျန်သေးလဲဆိုတာကိုကြည့်ပြီးသူတို့ရဲ့လောင်းကြီးတွေကိုပြောင်းလဲလို့ရတယ်အချီ3ချီလုံးအသက်ရှင်ကျန်ရစ်သူတွေဒါဒီအသက်နဲ့အသေးလောင်းကြီးကြီးကိုစုခုနိုင်ပါတယ်မကြခင်မှာပဲတတိယအချီစာတော့တယ်ထင်ထားတဲ့အတိုင်းပဲဒီတစ်ခါတော့တနက်တစ်လက်မှာကြီး3000စီပါနေပြီးဒီအခြေအနေရောက်တော့ပြိုင်ပွဲဝင်တချို့ဆိုကြောက်လုံးလို့မတက်တောင်မရက်နိုင်တော့ဘူးဗျာဂိမ်းဆက်ပြီးဆက်သွားနိုင်ဖို့အတွက်ဒိုင်လူကြီးကသူတို့ကိုကလပ်ထိုင်တွေမှာထိုင်ခိုင်းလိုက်ရတော့တယ်ဒီတစ်ခါတော့မက်ဆီမှာတစ်ခုခုပြောင်းလဲသွားခဲ့တယ်မက်ရဲ့မျက်လုံးတွေကကြောက်ရွံ့မှုတွေကလုံးဝပျောက်ကွယ်သွားပြီးအေးစက်တည်ငြိမ်တဲ့အာယုံစူးစိုက်မှုတစ်ခုနဲ့အစားထိုးလိုက်ပြီးသူကရှေ့ကလူရဲ့ခေါင်းကိုတနက်နဲ့တေချာဂယုတစိုက်တိလိုက်တယ်မီးလင်းတာနဲ့တပြိုင်နက်တည်းတနက်တန်တွေကထပ်မံထွက်ပေါ်လာပြီးလူတော်တော်များများကတွေးအိမ်ထဲကိုပြိုလဲကျသွားခဲ့ကြပါတော့တယ်